ဝိုင်းနေတယ်ဒီလိုဒါပြင်ပြန်လို့ရတယ်โอเคတော့ပါပြီဘေးသားတော့ရှိမရှိတဲ့ကြက်ကြော်လေးအကုန်ယူထားတို့ဒီကြက်ကြော်စားလိုက်ရစားရတော့ကဟုတ်မင်းသားတယ်ဟုတ်လိုက်တွေ့တော့အဲ့ဒါမနေ့ကလည်းကျွန်တော်ကဖုန်းဆက်ပြီးတော့ဘူးလေးနဲ့မှလိုက်တာဒီလာတဲ့မျိုးကဖုန်းဆက်ပြီးတော့ဘောက်မှလိုက်တော့ပါဆက်ချက်ပေးလိုက်သူလို့လားအဲ့မလို့ချတော့အောင်လည်းကြည့်စိတ်ကိုထိမှာကွာဒါပဲဒါလေးပဲဘိုးတရားပြန်ငေါ်ပဲပြီးတော့တော့ဆိုင်ဟိုအဲ့တော့အဲ့ဒါကThere will be 1 minute added time.
The goal scorer from Leverkusen after 63 minutes is number 20, Matthias Cunha. Matthias Cunha. Matthias Cunha. The goal scorer for Leverkusen after 69 minutes is number 20, Matthias Cunha. Matthias Cunha. Matthias Cunha. Substitutions taking place. Substitution in progress. There will be 3 minutes added time.